ခေတ်ဟောင်းအယူသီးမှုနှင့်ခေတ်သစ်ဆေးပညာခေတ်သစ်ဥပဒေတို့၏တိုက်ပွဲကမ္ဘာ့သမိုင်းတလျှောက်မှာဘာသာရေးယုံကြည်မှုနှင့်ခေတ်သစ်သိပ္ပံဆေးပညာတို့ကြားအပြင်းထန်ဆုံးထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေထဲကတစ်ခုကိုပြပါဆိုရင်ဂျာမနီနိုင်ငံAnnelies Michel ရဲ့နတ်ဆိုးနှင်ထုတ်ခြင်းတရားခွင်ကိုပဲပြရမှာဖြစ်ပါတယ်။ဒီဖြစ်ပျက်ဟာသာမန်ခြောက်ခြားစရာတရေတစီဇလန်းတက်တစ်ခုမဟုတ်ပဲလူသားတွေရဲ့နေဆိုင်တဲ့ယုံကြည်မှုတွေစိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ဥပဒေရေးရာကန့်သတ်ချက်တွေကြားကကြီးမားတဲ့ပွတ်တိုက်မှုကြီးတစ်ခုဖြစ်ပါတယ်။အသက်23နှစ်အရွယ်သာရှိသေးတဲ့မိန်းကလေးငယ်တစ်ဦးဟာနတ်ဆိုးဝင်ပူးတယ်ဆိုတဲ့ယုံကြည်ချက်နဲ့အကြိမ်ပေါင်း68ကြိမ်တိုင်နတ်ဆိုးနှင်ထုတ်ခြင်းအခမ်းအနားတွေကိုဖျက်ဆီးခဲ့ရပြီးတဲ့နောက်ဆုံးမှာတော့အာဟာရပြတ်လတ်မှုရေဓာတ်ခန်းခြောက်မှုတို့နဲ့ကြေကွဲဖွယ်ရာတည်ဆုံသွားခဲ့ရပါတယ်။သူမတည်ဆုံပြီးတဲ့နောက်မှာတော့ဂျာမနီအစိုးရကသူမရဲ့မိဘနှစ်ပါးနဲ့နတ်ဆိုးနှင်ထုတ်ပွဲတွေကိုဥဆောင်ခဲ့တဲ့ကက်သလစ်ဘုန်းတော်ကြီးနှစ်ပါးလုံးကိုလူသေမှုနဲ့တရားစွဲဆိုခဲ့ရာကကဘာကျော်တဲ့ဥပဒေရေးရာအငြင်းပွားမှုကြီးတစ်ခုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ဒီတရားခွင်ဟာယုံကြည်မှုလွန်ကဲခြင်းကနေဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေနဲ့လူတစ်ယောက်ရဲ့အသက်ရှင်သန်ခွင့်ကိုဘယ်လိုကာကွယ်ပေးရမလဲဆိုတဲ့မေးခွန်းကိုလူဖွဲ့စည်းတရားလုံးကိုပြင်းပြင်းထန်ထန်မေးခွန်းထုတ်စေခဲ့တာဖြစ်ပါတယ်။ဒီကြေကွဲဖွယ်ရာဖြစ်ပျက်ရဲ့ဇာတ်လမ်းဟာ1952ခုနှစ်စက်တင်ဘာလ21ရက်နေ့ဂျာမနီနိုင်ငံဘာဗေးရီးယားပြည်နယ်Lichtenfelsဆိုတဲ့မြို့ကလေးမှာစတင်ခဲ့ပါတယ်။ Annelies Michel ကိုဂျိုးဆက်နဲ့အန်နာလို့အမည်ရတဲ့ဘာသာရေးအလွန်ကိုင်းဆိုင်တဲ့ကက်သလစ်မိသားစုကနေမွေးဖွားခဲ့တာပါ။သူမရဲ့မိသားစုဟာဘာသာရေးကိုအသက်တမျှတန်ဖိုးထားကြသူတွေဖြစ်ပြီးတပတ်ကိုဖခင်ကျောင်းအကြိမ်ကြိမ်သွားတာနေ့စဉ်ပရိစိတ်ဆူတောင်းတာတွေကိုမပြတ်မကွက်လှုပ်ဆောင်ကြသူတွေဖြစ်ပါတယ်။ဒီလိုပတ်ဝန်းကျင်မှာကြီးပြင်းလာတဲ့Anneliesဟာငယ်စဉ်ကတည်းကဘာသာတရားကိုအလွန်အမင်းကိုင်းဆိုင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူမဟာတခြားသူတွေရဲ့အပြစ်တွေအတွက်ကိုယ်စားဝန်ခံပေးတာမူးယစ်ဆေးဆွဲနေသူတွေဒါမှမဟုတ်အပြစ်ကျူးလွန်ထားတဲ့သူတွေကျွတ်လွတ်ဖို့အတွက်ရည်ရွယ်ပြီးစောင်းရာသီအေးအေးခဲခဲမှာတောင်အိယာပေါ်မှာမိတ်ပဲကျမ်းမြေပေါ်မှာအိတ်တာမျိုးတွေအထိဘာသာရေးအပေါ်မှာအစွန်းရောက်လောက်အောင်ယုံကြည်သက်ဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။အရာအားလုံးဟာ1968ခုနှစ်သူမအသက်16နှစ်အရွယ်မှာစတင်ပြောင်းလဲသွားခဲ့ပါတယ်။ဒီနေ့မှာတော့Anneliesဟာကျောင်းမှာရုတ်တရက်သတိလက်မေ့မျောသွားပြီးကိုယ်လက်တွေတက်လာတဲ့လက္ခဏာကိုစတင်ခံစားခဲ့ရပါတယ်။ဆေးရုံမှာစစ်ဆေးကြည့်တဲ့အခါဆရာဝန်တွေကသူမကိုအုံနှောက်ရဲ့တစ်စိတ်တစ်ပိုင်းမှာဖြစ်ပေါ်တတ်တဲ့အတိတ်ယောဂခံစားနေရတယ်လို့ယောဂရှာဖွေသတ်မှတ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့သူမြတ်ဟာဆေးရုံစည်းကမ်းတွေမှာအကြိမ်ကြိမ်ပြသခဲ့ရပြီးအတက်ကြဈေးတွေကိုပုံမှန်တောက်သုံးခဲ့ရပါတယ်။ဒါပေမဲ့ဆေးဝါးတွေကသူမြရဲ့ယောဂကိုတက်တာစေခြင်းမရှိတဲ့အပြင်အခြေအနေတွေကတဖြည်းဖြည်းပိုဆိုးလာခဲ့ပါတယ်။1980ခုနှစ်ဝန်းကျင်လောက်မှာတော့သူမဟာအတိတ်ယောဂအပြင်ပြင်းထန်တဲ့စိတ်ကြယောဂကိုပါတွဲဖက်ခံစားလာခဲ့ရပါတယ်။ဆေးရုံမှာကုသမှုခံယူနေရင်းနဲ့ပဲသူမရဲ့စိတ်အခြေအနေဟာပုံမှန်မဟုတ်တော့ပဲကနာမငြိမ်ဖြစ်လာကဆရာဝန်တွေပြီးတဲ့ဆေးတွေဟာဘာမှအသုံးဝင်ဘူးလို့သူမကိုယ်တိုင်စတင်ယုံကြည်လာခဲ့တာဖြစ်ပါတယ်။ဆေးဝါးကုသမှုတွေကနေအကျိုးထူးမလာတဲ့အခါAnneliesရဲ့စိတ်ထဲမှာသူမခံစားနေရတဲ့ဝေဒနာဟာရုပ်ပိုင်းဆိုင်ရာဝေဒနာယောဂမဟုတ်ပဲနာမ်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေဖြစ်နိုင်တယ်ဆိုတဲ့အတွေးတွေဝင်ရောက်လာခဲ့ပါတယ်။1983ခုနှစ်လောက်မှာတော့သူမရဲ့အခြေအနေဟာဆေးပညာအရရှင်းပြလို့မရနိုင်လောက်အောင်ဆိုးရွားလာခဲ့ပါတယ်။သူမဟာဆူတောင်းနေတဲ့အချိန်တွေမှာနတ်ဆိုးတွေရဲ့မျက်နှာတွေကိုစတင်မြင်တွေ့လာရတယ်လို့မိသားစုကိုပြောပြလာခဲ့ပါတယ်။ဒါ့အပြင်သူမဟာကျိန်စာတင့်နေသူဖြစ်ပြီးငရဲကိုကြားလိမ့်မယ်လို့ပြောနေတဲ့ကြောက်မဲ့ဖွယ်ရာအတန်တွေကိုလည်းန
နားထဲမှာအမြဲတမ်းကြားနေရပြီလို့ဆိုပါတယ်ပိုပြီးထူးခြားလာတာကတော့သူမဟာအရင်ကအလွန်တန်ဖိုးထားခဲ့တဲ့ဘာသာရေးနဲ့ဆိုင်တဲ့အရာတွေကိုစတင်မုန်းနီးလာတာပါပဲလောကတိုင်တွေကိုမြင်ရင်အလွန်အမင်းဒေါသထွက်တာယေရှုခရစ်တော်ရဲ့ပုံတွေကိုဖျက်ဆီးတာဖះเจ้าနဲ့ဝင်ဖို့ညှင်းဆန်တာနဲ့တန်ရှင်းတဲ့ရေကိုလုံးဝအထိမခံနိုင်တာမျိုးတွေဖြစ်လာခဲ့ပါတယ်ဒီလိုလက္ခဏာတွေကယူယူစိတ်ယောဂတက်တက်မဟုတ်တော့ပဲနတ်ဆိုးဝင်ပူးတာသိကြပြီလို့သူမကိုယ်တိုင်ရောမိသားစုဝင်တွေကပါအကျွမ်းမဲ့ယုံကြည်သွားစေဖို့တွန်းအားပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့စေပညာကိုကြောခိုင်းပြီးဘာသာရေးအကူအညီတွေကိုသာရှာဖွေဖို့ဆုံးဖြတ်လိုက်ကြရာကနေတမိုင်းတစ်လျှောက်အဆိုးရွားဆုံးကံကြမ္မာစီကိုဥတည်သွားမဲ့ခြေလမ်းတွေစတင်လိုက်ပြီပဲဖြစ်ပါတယ်Anneliese Michel ရဲ့အဖြစ်ကိုခက်တဲ့စေပညာနဲ့စိတ်ပညာရှုထောင့်ကနေပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာတော့တဘာဝလွန်နတ်ဆိုးဝင်ပူးတယ်ဆိုတဲ့အယူအဆဟာလုံးဝပျောက်ကွယ်သွားပြီးအလွန်ဆိုးရွားပြင်းထန်တဲ့အုံနောက်နဲ့အာယုံကြောဆိုင်ရာယောဂလက္ခဏာတွေကိုသာရှင်းလင်းစွာမြင်တွေ့ရမှာဖြစ်ပါတယ်။စေပညာရှင်တွေက Anneliese ကိုအုံနောက်ရဲ့တစ်စိတ်တစ်ပိုင်းမှာဖြစ်ပေါ်တတ်တဲ့အတိတ်ယောဂခံစားနေရတယ်လို့ခိုင်မာသတ်မှတ်ခဲ့ကြပါတယ်။ဒီယောဂဟာတာမန်အတိတ်ယောဂတွေနဲ့မတူပဲလူနာရဲ့အမြင်အာရုံအကြားအာရုံနဲ့စိတ်ခံစားမှုတွေကိုပါပြင်းပြင်းထန်ထန်ကမောက်ကမဖြစ်စေနိုင်တဲ့ယောဂဆိုးတစ်ခုဖြစ်ပါတယ်။ယောဂဖောက်လာတဲ့ချိန်တွေမှာလူနာဟာပုံမှန်မဟုတ်တဲ့အတန်တွေကြားရတာကြောက်မဲ့ဖွယ်ရာအရေးအယောင်တွေမြင်ရတာနဲ့ကိုထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားတာမျိုးတွေဖြစ်တတ်ပါတယ်။ Anneliese မြင်တွေ့နေရတဲ့နတ်ဆိုးတွေရဲ့မျက်နှာနဲ့နားထဲမှာကြားနေရတဲ့ကြောက်စရာအတန်တွေဟာဒီအတိတ်ယောဂနဲ့နောက်ပိုင်းမှာထပ်မံပေါင်းစပ်လာတဲ့စိတ်ကစင်ကလျားယောဂတို့ရဲ့ဂန္ဓဝင်မြောက်ယောဂလက္ခဏာတွေပဲဖြစ်ပါတယ်။ယောဂအခြေအနေပိုဆူရွားလာတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့စီဝါကုသမှုကိုရပ်ဆိုင်းလိုက်ခြင်းပဲဖြစ်ပါတယ်။အစာပိုင်းမှာဆရာဝန်တွေကသူမရဲ့အတိတ်ယောဂကိုထိန်းချုပ်ဖို့အတွက်လိုအပ်တဲ့စီဝါတွေကိုပေးအပ်ခဲ့ပြီးမြဲမိသားစုနဲ့ဘုန်းတော်ကြီးတွေကဒါဟာယောဂမဟုတ်ဘူးနတ်ဆိုးဘူးတာလို့ယုံကြည်သွားကြတော့တဲ့အခါမှာတော့ဆေးကုသမှုခံယူတာကိုလုံးဝရပ်တိုက်ပြစ်လိုက်ကြပါတယ်ဒီလိုဥနောက်အောင်ကျော်ဆိုင်ရာစီးဝါးတွေကိုရုတ်တရက်ရပ်ပစ်လိုက်တဲ့အခါမှာစီးဝါးပြတ်တောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာAnnelieseရဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကိုအစမတန်ပြင်းထန်စွာရိုက်ခတ်သွားစေခဲ့ပါတယ်သူမရဲ့အတိတ်ယောဂဟာပုံမူပြင်းထန်လာပြီးစိတ်ကြောင်ခြောက်ခြားဖြစ်မှုတွေဟာလည်းထိန်းချုပ်လို့မရနိုင်တဲ့အနေအထားကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်စေပညာအကူအညီသာဆက်လက်ရရှိခဲ့မယ်ဆိုရင်ဒီလက္ခဏာတွေကိုထိန်းချုပ်နိုင်တဲ့ရှိကောင်းရှိနိုင်ပေမဲ့ယုံကြည်မှုလွန်ကဲမှုအောက်မှာစေပညာဟာဖယ်ကျင်ခံလိုက်ရတာဖြစ်ပါတယ်စိတ်ပညာရှုထောင့်ကနေလေ့လာကြည့်တဲ့အခါမှာလဲAnnelieseရဲ့စိတ်ယောဂဘာသာရေးဆွဲလန်းနေနဲ့ဘလို့ပဲနစ်နစ်ရှိုင်းရှိုင်းရောရှက်နေတယ်ဆိုတာကိုတွေ့မြင်နိုင်ပါတယ်သူမဟာငယ်စဉ်ကတည်းကအလွန်တင်းကျပ်ပြီးရှေးယူဆွဲကြီးမားတဲ့ကက်သလစ်ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်သူမရဲ့အုံနောက်ကယောဂကြောင့်ဖောက်ပြန်မှုတွေစတင်ဖြစ်ပေါ်လာတဲ့အခါမှာသူမရဲ့မသိစိတ်ကအဲ့ဒီဖောက်ပြန်မှုတွေကိုသူမအရင်နှီးဆုံးဖြစ်ခဲ့တဲ့ဘာသာရေးဆိုင်ရာပုံရိပ်တွေနဲ့အလိုလျောက်အစားထိုးဖန်တီးပစ်လိုက်တာဖြစ်ပါတယ်။ပိုဆိုးတာကသူမလေးစားရတဲ့ဘုန်းတော်ကြီးတွေနဲ့မိဘတွေကပါဒါဟာတကယ်ပဲနတ်ဆိုးတွေဝင်ပူးနေတာလို့အတီးပြုတ်ပေးလိုက်တဲ့အခါမှာသူမရဲ့စိတ်ကြောင်ခြောက်ခြားမှုဟာအမှန်တရားတစ်ခုလိုအမြင့်တွယ်သွားခဲ့ပါတယ်။သူမကိုယ်တိုင်ဟာလည်းအခြားသူတွေရဲ့အပြစ်တွေအတွက်သူမကကိုယ်စားခံစားပေးရမယ်ဆိုတဲ့အာဇာနည်စိတ်ဓာတ်မျိုးကိုပြင်းပြင်းထန်ထန်ဝင်ရောက်နေခဲ့တဲ့အတွက်ဒီလိုနာကျင်ခံစားရမှုတွေကိုငြင်းဆန်ဖို့ထက်ဆက်လက်ခံယူဖို့ကိုသာရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ဘာသာရေးနဲ့ယုံကြည်မှုရှုထောင့်ကကြည့်မယ်ဆိုရင်တော့ဒီဖြစ်ပျက်ဟာလုံးဝကွဲပြားခြားနားတဲ့ပုံစံတစ်မျိုးနဲ့ထွက်ပေါ်လာမှာဖြစ်ပါတယ်။ကက်သလစ်အသင်းတော်ရဲ့တမိုင်းကြောင်းမှာနတ်ဆိုးဝင်ရောက်ပူးကတ်ခြင်းဆိုတာဟာရှားပါပေမဲ့အမှန်တကယ်တည်ရှိနေတဲ့ဖြစ်စဉ်တစ်ခုအဖြစ်နဲ့ရာစုနှစ်ပေါင်းများစွာကတည်းကလက်ခံထားခဲ့ကြတာဖြစ်ပါတယ်။ Annelieseရဲ့မိဘတွေဖြစ်တဲ့ဂျိုးဆက်အန်နာတို့ဟာသူတို့သမီးကိုဒုက္ခပေးလူတဲ့စိတ်လုံးဝမရှိခဲ့ပဲသူတို့ကျွမ်းမဲ့ယုံကြည်မှုအရာ
သမီးဖြစ်သူရဲ့ဝိညာဉ်ကိုကယ်တင်ဖို့စွမ်းကုန်ကြိုးစားခဲ့ကြတာသာဖြစ်ပါတယ်။သူတို့အတွက်တော့သမီးဖြစ်သူဟာတန်ရှင်းတဲ့ရေကိုကြောက်ရွံ့တာလက်ဝက်ကတိုင်ကိုမြင်ရင်ဒေါသထွက်တာနဲ့ဖះเจ้าထဲကိုဝင်ဖို့ညှင်းဆန်တာတွေဟာစီးပညာအရစိတ်ယောဂလက္ခဏာတွေမဟုတ်ပဲနတ်ဆိုးရှိကြောင်းပြသနေတဲ့အခိုင်အမာဆုံးသက်သေအထောက်အထားတွေဖြစ်တာရှုမြင်ခဲ့ကြပါတယ်။ဒီလိုယုံကြည်မှုကပဲသူတို့ကိုစေယုံစေကန်းနေစီတွားမဲ့စားဖះเจ้าတွေရဲ့အကူအညီကိုသာအပြည့်အဝမိကိုဖို့တွန်းအားပေးခဲ့တာဖြစ်ပါတယ်။နတ်ဆိုးနှင်ထုတ်ခြင်းအခမ်းအနားတွေကိုဥဆောင်ခဲ့ကြတဲ့ဘုန်းတော်ကြီးအာနက်စ်အော့နဲ့ဘုန်းတော်ကြီးအာနူရန်တို့ဟာလည်းဒီဖြစ်စဉ်အပေါ်မှာအလွန်ပြင်းထန်တဲ့ယုံကြည်မှုတွေထားရှိခဲ့ကြပါတယ်။သူတို့ဟာအန်နယ်လိစ်ရဲ့ခန္ဓာကိုယ်ပေါ်မှာလူစီဖာဟစ်တလာနဲ့ဂျူဒတ်အပါအဝင်နတ်ဆိုးပေါင်းများစွာဝင်ရောက်နေတယ်လို့အမှန်တကယ်ယုံကြည်ခဲ့ကြပြီးအကြိမ်ပေါင်း68ကြိမ်တိုင်ရှေးဟောင်းမန္တန်တွေဆူတောင်းစာတွေနဲ့အကျိတ်အနယ်နှင်ထုတ်ခဲ့ကြပါတယ်။ဒီအခမ်းအနားတွေပြုလုပ်နေစဉ်အတွင်းမှာအန်နယ်လိစ်ဟာအစာမစားဘဲနေခဲ့တာတွေကိုဘုန်းတော်ကြီးတွေကနတ်ဆိုးတွေကိုအစာငတ်ခံပြီးအားနည်းသွားအောင်လုပ်နေတဲ့လုပ်ရက်တစ်ခုအဖြစ်သာနားလည်ခဲ့ကြပါတယ်။သူတို့ရဲ့မျက်စိရှေ့မှာအန်နယ်လိစ်ဟာတနေ့တခြားပိန်ချုံပြီးသေလူမျိုးပါဖြစ်လာနေတာကိုမြင်တွေ့ရပြီမယ်လေဒါဟာဝိညာဉ်ရေးရာစစ်ပွဲတစ်ခုရဲ့ပေးဆက်မှုသာဖြစ်တယ်လို့မှတ်ယူခဲ့ကြပြီးစေကူတာမှုခံယူဖို့လုံးဝမစင်စားခဲ့ကြပါဘူးသူတို့ရဲ့အစွန်းဆုံးသောယုံကြည်မှုဟာလက်တွေ့ဘဝရဲ့ကြောက်မဲ့ဖွယ်ရာအခြေအနေကိုလုံးဝကွယ်ဝှက်သွားစေခဲ့တာဖြစ်ပါတယ်ဒီဖြစ်ရပ်ကြီးတစ်ခုလုံးမှာအရေးပါဆုံးနဲ့ဩသာအကြီးမားဆုံးအခမ်းကဏ္ဍကနေပါဝင်ခဲ့သူကတော့ Bishop Joseph Steinke ဖြစ်ပါတယ်ကက်သလစ်အသင်းတော်ရဲ့စီးမြင်နေအရနတ်ဆိုးနှင်ထုတ်ခြင်းအခမ်းအနားတစ်ခုကိုပြုလုပ်ဖို့ဆိုရင်သစ္ဆိုင်ရာဂိုင်းအုပ်ဘုန်းတော်ကြီးတွေရဲ့တရားဝင်ခွင့်ပြုချက်အမြဲတမ်းလိုအပ်ပါတယ် Bishop Steinke ဟာ Annelies အတွက်အခမ်းအနားကိုပြုလုပ်ဖို့တရားဝင်ခွင့်ပြုမိပေးလိုက်ခြင်းဟာမိသားစုနဲ့ဘုန်းတော်ကြီးတွေအတွက်သူတို့ရဲ့လုပ်ရဟာဖျားသခင်ရဲ့လမ်းစဉ်နဲ့အညီမှန်ကန်နေတယ်ဆိုတဲ့အကြီးမားဆုံးသောခွန်အားကိုရရှိသွားစေခဲ့ပါတယ်။အသင်းတော်ရဲ့တရားဝင်အတိမတ်ပြုမှုပါဝင်လာတဲ့အခါမှာတော့သူတို့ရဲ့စိတ်ထဲမှာရှိနေနိုင်တဲ့စီးပညာဆိုင်ရာတန်တရားတွေအားလုံးပျောက်ကွယ်သွားပြီးနတ်ဆိုးနှင်ထုတ်ခြင်းလုပ်ငန်းစဉ်ကိုသာအသက်တမျှအရေးထားပြီးအဆုံးတိုင်ဆက်လက်လှုပ်ဆောင်သွားဖို့ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ဒါဟာယုံကြည်မှုတစ်ခုကိုအဖွဲ့အစည်းတစ်ခုကနေတရားဝင်ထောက်ခံပေးလိုက်တာဟာလူသားတွေရဲ့ဆင်ញင်တုံတရားဟာအဖွဲ့အစည်းတစ်ခုကနေတရားဝင်ထောက်ခံပေးလိုက်တဲ့အခါမှာလူသားတွေရဲ့ဆင်ញင်တုံတရားဟာဘယ်လောက်ထိလွှမ်းမိုးခံရနိုင်တယ်ဆိုတာကိုအထင်ရှားပြသနေတဲ့သက်သေတစ်ခုပဲဖြစ်ပါတယ်။ Annelies Michel တည်ဆုံးပြီးနောက်မှာတော့ဂျာမနီနိုင်ငံအန်ရှာဖန်ဘတ်မြို့တရားရုံးမှာ1988ခုနှစ်မတ်လ30ရက်နေ့ကစတင်ပြီးဒီကဘာကျော်တရားခွင်ကိုစတင်ကြားနာစစ်ဆေးခဲ့ပါတယ်။ဒီတရားခွင်မှာအစိုးရဘက်ကတရားလူရှေ့နေတွေက Annelies ရဲ့မိဘနှစ်ပါးနဲ့ဘုန်းတော်ကြီးနှစ်ပါးလုံးကိုပေါ်လျော်မှုကြောင့်လူသေစေမှုဆိုတဲ့ဥပဒေပုံမှန်နဲ့တရားစွဲဆိုခဲ့တာကိုတွေ့ရပါတယ်။တရားလူရှေ့နေတွေရဲ့အဓိကဆွဆွဲချက်ကတော့ Annelies ဟာတည်ဆုံးကနီးအချိန်ထိအသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားကိုရောက်ရှိနေတာကိုအားလုံးကတိတိကြီးနဲ့ဆေးရုံဆေးကမ်းကိုမပို့ပဲဆေးကုသမှုခံယူခွင့်ကိုတမင်တကာပိတ်ပင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ Annelies တည်ဆုံးကခြင်းရဲ့အဓိကတရားခံဟာသူတို့ယုံကြည်နေတဲ့နတ်ဆိုးတွေမဟုတ်ပဲလူနာအပေါ်တာဝန်မဲ့မှုနဲ့အသက်ကယ်တင်နိုင်မဲ့ဆေးကုသမှုကိုအချိန်မီမပေးခဲ့မှုတို့ကြောင့်သာဖြစ်တယ်လို့အစိုးရဘက်ကပြင်းပြင်းထန်ထန်ဆွဆွဲခဲ့တာဖြစ်ပါတယ်။တရားခံတွေဘက်ကခုခံချေပခဲ့တဲ့ရှေ့နေတွေကတော့ဒီကိစ္စကိုဘာသာရေးလွတ်လပ်ခွင့်နဲ့သက်ဆိုင်တဲ့ကိစ္စတရားအဖြစ်ပုံဖော်ပြီးအပြင်းထန်ချေပခဲ့ကြပါတယ်။မိဘတွေနဲ့ဘုန်းတော်ကြီးတွေဟာ Annelies ကိုနတ်ဆိုးပူးကပ်နေတယ်ဆိုတာရိုးသားစွာနဲ့အကျွင့်မဲ့ယုံကြည်ခဲ့ကြပြီးသူမကိုကယ်တင်ဖို့အတွက်သူတို့ရဲ့ဘာသာရေးထုံးစံတွေအတိုင်းအစွမ်းကုန်ကြိုးစားခဲ့ကြတာဖြစ်တယ်လို့ရှောက်လဲခဲ့ကြပါတယ်။တရားခံရှေ့နေတွေဟာလူနာကိုယ်တိုင်ဆေးရုံသွားဖို့ကိုပြင်းပြင်းထန်ထန်ညှင်းဆန်ခဲ့တာဖြစ်တဲ့အတွက်အတင်းအကျပ်ခေါ်ဆောင်သွားခြင်းမပြုခဲ့တာလို့လည်းထုချေခဲ့ကြပါတယ်။သူတို့ရဲ့အဓိကခုခံချက်ဟာ Annelies ရဲ့ဆန္ဒကိုလေးစားလိုက်နာတာနဲ့သူတို့ရဲ့ဘာသာရေးယုံကြည်ချက်အရာဝိညာဉ်ရေးရာကုသမှုကိုဦးစားပေးရွေးချယ်ခဲ့တာဟာ
ဥပဒေကိုချိုးဖောက်လို့တဲ့ရည်ရွယ်ချက်မဟုတ်ဘူးဆိုတာကိုသက်သေပြဖို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ဒီတရားခွင်အတွင်းမှာအားလုံးကိုထိတ်လန့်ဖြစ်ရဆုံးသက်သေခံအထောက်ထားကတော့နတ်ဆိုးနှင်ထုတ်စဉ်ကဖမ်းယူထားခဲ့တဲ့အတန်ဖိုင်မှတ်တမ်းတွေပဲဖြစ်ပါတယ်။ဘုန်းတော်ကြီးတွေဟာသူတို့ယုံကြည်မှုကိုသက်သေပြဖို့အတွက်အချိန်ပေါင်းများစွာမှတ်တမ်းတင်ထားတဲ့အတန်ဖိုင်တွေတရားခွင်ထဲမှာဖွင့်ပြခဲ့ကြပါတယ်။အဲ့ဒီအတန်ဖိုင်တွေထဲမှာအန်နယ်လိရှာပုံမှန်မိန်းကလေးတစ်ယောက်ရဲ့အတန်မျိုးမဟုတ်ပဲအလွန်ခြောက်ခြားစရာကောင်းတဲ့အတန်အော်ကြီးတွေနဲ့အော်ဟစ်ဆဲဆူနေတာခွေးတစ်ကောင်လိုဟောင်းနေတာမတူညီတဲ့အတန်ပေါင်းများစွာနဲ့စကားပြောဆိုနေတာတွေကိုတရားခွင်ထဲကလူအားလုံးကြားခဲ့ကြရပါတယ်။ဒီအတန်တွေဟာတရားသူကြီးတွေဂျူရီလူကြီးတွေနဲ့ပရိသတ်တွေကိုစိတ်ပိုင်းဆိုင်ရာအရာအကြီးအကျယ်တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြီးနတ်ဆိုးဝင်ပူးတယ်ဆိုတဲ့ယုံကြည်မှုကိုပုံမူရှုပ်ထွေးသွားစေတဲ့အဓိကအချိုးအကွေ့တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းတရားလိုရှေ့နေတွေကတော့ဒီအတန်တွေဟာစိတ်ကစင်ကလျားယောဂါကိုအလွန်အမင်းဆိုးရွားနေတဲ့လူနာတစ်ယောက်ရဲ့ရောင်ရမ်းအော်ဟစ်မှုတွေသာဖြစ်တယ်လို့တံပြန်ခြေပခဲ့ကြတာဖြစ်ပါတယ်။တရားခွင်မှာထွက်ဆိုခဲ့ကြတဲ့စီးပညာရှင်တွေနဲ့စိတ်ကျမ်းမာရေးအထူးကုဆရာဝန်တွေရဲ့သက်သေခံချက်တွေဟာလည်းအလွန်အရေးပါခဲ့ပါတယ်။ဆရာဝန်တွေကအန်နယ်လိရှာဟာဝိညာဉ်ပူးခတ်ခံရတာလုံးဝမဟုတ်ပဲပြင်းထန်တဲ့အတိတ်ယောဂါနဲ့စိတ်ယောဂါတို့ကိုပေါင်းစပ်ခံစားနေရတာဖြစ်တယ်လို့အခိုင်အမာထွက်ဆိုခဲ့ကြပါတယ်။သူမရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေဟာယောဂါကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုတွေသာဖြစ်ပြီးဘုန်းတော်ကြီးတွေနဲ့မိသားစုဝင်တွေကသူမကိုနတ်ဆိုးပူးနေတယ်လို့အကြိမ်ကြိမ်ပြောဆိုယုံကြည်စေခဲ့မှုဟာသူမရဲ့စိတ်ယောဂါကိုပုံမူဆိုးရွားသွားစေခဲ့တယ်လို့ထောက်ပြခဲ့ကြပါတယ်။အထူးသဖြင့်ဆရာဝန်တွေကသူမသေးဆုံးမီရသက်တစ်ပတ်အနည်းငယ်အလိုမှာတောင်အတင်းအကျပ်အစာအာဟာရသွင်းပြီးဆေးကုသမှုပေးခဲ့မယ်ဆိုရင်အသက်ရှင်နိုင်သေးတယ်လို့အခိုင်အမာသက်သေခံခဲ့ကြပါတယ်။ဒီထွက်ဆိုချက်တွေဟာမိဘတွေနဲ့ဘုန်းတော်ကြီးတွေရဲ့လုပ်ရက်ဟာဘလောက်တောင်အန္တရာယ်များပြီးတာဝန်မဲ့ရာကြတယ်ဆိုတာကိုဥပဒေရှုထောင့်ကနေမိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကိုဥပဒေရေးရာရှုထောင့်ကနေပြန်လည်သုံးသပ်ကြည့်တဲ့အခါဂျာမနီနိုင်ငံရဲ့ပြစ်မှုဆိုင်ရာဥပဒေပေါ်လျော့မှုကြောင့်လူသေစေမှုဆိုတဲ့ပြဋ္ဌာန်းချက်ဟာအဓိကအခန်းကဏ္ဍကနေပါဝင်လာတာတွေ့ရပါတယ်။ဥပဒေအရလူတစ်ယောက်ဟာအခြားလူတစ်ယောက်ရဲ့အသက်အန္တရာယ်ကိုကာကွယ်ပေးဖို့တာဝန်ရှိလျက်နဲ့အဲ့ဒီတာဝန်ကိုပြစ်ခွတ်ခဲ့မယ်ဆိုရင်ပြစ်မှုမြောက်ပါတယ်။ဒီနေရာမှာအန်နယ်လိရဲ့မိဘတွေဟာသမီးဖြစ်သူရဲ့ကျန်းမာရေးနဲ့အသက်ရှင်သန်ခွင့်ကိုစောင့်ရှောက်ရမယ်ဥပဒေအရတာဝန်ရှိသူတွေဖြစ်ကြပြီးဘုန်းတော်ကြီးတွေဟာလည်းယုံကြည်မှုအရာအုပ်ထွေးသူတွေအဖြစ်တာဝန်ယူထားကြသူတွေဖြစ်ပါတယ်။အန်နယ်လိစာအစာရည်စာမစားဘဲအသက်ငင်နေတဲ့အချိန်မှာတောင်သူတို့ဟာဆေးရေးဝါးရေးအကူအညီမခေါ်ယူခဲ့ခြင်းဟာဥပဒေကပြဋ္ဌာန်းထားတဲ့စောင့်ရှောက်မှုတာဝန်ကိုလုံးဝပြစ်ကွက်ခဲ့ခြင်းဖြစ်တယ်လို့ဥပဒေပညာရှင်တွေကသုံးသပ်ခဲ့ကြပါတယ်။နောက်ထပ်အလွန်အရေးပါတဲ့ဥပဒေရေးရာပေါ်တိုက်မှုကတော့နိုင်ငံသားတဦးရဲ့အသက်ရှင်သန်ခွင့်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါဘာသာရေးလွတ်လပ်ခွင့်တို့အကြားထိပ်တိုက်တွေ့ဆုံမှုပဲဖြစ်ပါတယ်။ဂျာမနီနိုင်ငံရဲ့အခြေခံဥပဒေမှာဘာသာရေးကိုလွတ်လပ်စွာကိုးကွယ်ခွင့်ကျင့်သုံးခွင့်ကိုပြေဝအာမခံပေးထားပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းလူသားတိုင်းရဲ့အသက်ရှင်သန်ခွင့်နဲ့ခန္ဓာကိုယ်လုံခြုံခွင့်ကိုလည်းအမြင့်မားဆုံးအကာအကွယ်ပေးထားပါတယ်။ဒီတရားခွင်ကနေထွက်ပေါ်လာတဲ့အရေးကြီးတဲ့ဥပဒေရေးရာမေးခွန်းကတော့ဘာသာရေးလွတ်လပ်ခွင့်ကိုအကြောင်းပြပြီးလူတစ်ယောက်ရဲ့အသက်အန္တရာယ်ကိုလက်လူရှုခွင့်ရှိသလားဆိုတာပါပဲ။တရားရုံးရဲ့ရှုထောင့်ကနေကြည့်ရင်တော့ဘာသာရေးယုံကြည်ချက်ဟာဘလောက်ပဲပြင်းထန်ပါစေအဲ့ဒီယုံကြည်ချက်ကြောင့်ခြားသူတဦးရဲ့အသက်အန္တရာယ်ကိုထိခိုက်စေတဲ့အထိကျင့်သုံးခွင့်မရှိဘူးဆိုတဲ့ပြဋ္ဌာန်းချက်ကိုခိုင်ခိုင်မာမာရပ်တည်ပြသလိုက်တာဖြစ်ပါတယ်။ဥပဒေရေးရာအရာနောက်ဆုံးထည့်သွင်းစဉ်းစားရမယ့်အချက်ကတော့အသိဉာဏ်ချို့ယွင်းနေသူတဦးအပေါ်ထားရှိရမယ်အုပ်ထိန်းသူတွေရဲ့တာဝန်ဝတ္တရားကိစ္စဖြစ်ပါတယ်။တရားခံရှေ့နေတွေကအန်နယ်လိကိုယ်တိုင်ကဆေးရုံသွားဖို့ညှဉ်းဆန်ခဲ့တာလို့ခြေပခဲ့ပေမဲ့ဥပဒေရှုထောင့်အရာကြည့်ရင်ပြင်းထန်တဲ့စိတ်ကစင်ကလျားယောဂါနဲ့အတေယောဂခံစားနေရသူတယောက်ဟာကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းကင်းမဲ့နေပြီလို့သတ်မှတ်ပါတယ်။ဒီလိုစင်ရင်တုံတရားကင်းမဲ့နေတဲ့အချိန်မျိုးမှာလူနာကစိတ်ကူတာမှုကိုညှဉ်းဆန်နေရင်တောင်မှအုပ်ထိန်းသူမိဘနဲ့တာဝန်ရှိသူတွေဟာ
လူနာရဲ့အသက်ကိုကယ်တင်မှုအတွက်အတင်းအကျပ်ဆေးကုသမှုခံယူစေရမယ်ဥပဒေရေးရာတာဝန်ရှိပါတယ်အဲ့ဒါကြောင့် analyst ရဲ့ညှင်းဆိုမှုကိုအကြောင်းပြပြီးဆေးကုသမှုမလုပ်ပေးခဲ့ခြင်းဟာတရားဥပဒေအရခိုင်လုံတဲ့စီမီတစ်ခုမဖြစ်နိုင်ဘူးလို့ဥပဒေပညာရှင်တွေကထောက်ပြခဲ့ကြပါတယ်ဒီအချက်တွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါဒီတရားခွင်ဟာယုံကြည်မှုသိပ္ပံပညာကြားကအငင်းပွားမှုတသက်မဟုတ်တော့ပဲလူအဖွဲ့အစည်းရဲ့အခြေခံစံနှုန်းတွေကိုပါပြင်းပြင်းထန်ထန်စမ်းသပ်ခဲ့တဲ့သမိုင်းဝင်အမှုခင်းကြီးတစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ် analyst Michel ရဲ့ဖြစ်ဖြစ်နဲ့တရားခွင်ကိုလူမှုရေးနဲ့ယဉ်ကျေးမှုရှုထောင့်ကနေပြန်လည်သုံးသပ်ကြည့်တဲ့အခါခေတ်သစ်သိပ္ပံပညာနဲ့ရှေးရိုးဘာသာရေးယုံကြည်မှုတို့ကြားကကြီးမားတဲ့ထိပ်တိုက်ရင်ဆိုင်တွေ့မှုကိုထင်ရှားမြင်တွေ့ရမှာဖြစ်ပါတယ်1980ပြည့်လွန်နှစ်တွေဆိုတာဥရောပတိုက်တလွှားမှာသိပ္ပံပညာဆေးပညာနဲ့ခေတ်သစ်စိတ်ပညာဟာအလွန်တိုးတက်ထွန်းကားနေပြီဖြစ်တဲ့အချိန်ကာလတစ်ခုပါဒါပေမဲ့ဂျာမနီနိုင်ငံဘာဗေးရီးယားပြည်နယ်လိုရှေးရိုးဆွဲကြီးမားပြီးကက်သလစ်ဘာသာရေးအငွေ့အသက်တွေအလွန်လွှမ်းမိုးတဲ့ဒေသမှာတော့အလေခေတ်ကလေးကအမြင့်တွယ်နေခဲ့တဲ့နတ်ဆိုးဝင်ပူးတယ်ဆိုတဲ့အယူအဆတွေကလူတွေရဲ့မသိစိတ်ထဲမှာခိုင်ခိုင်မာမာနေရာယူထားဆဲဆိုတာကိုဒီဖြစ်ရက်ကတည်တည်ပြလိုက်တာပါလူတယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုတွေကိုဆေးပညာအရာရှင်းလင်းပြနိုင်တဲ့ခေတ်ကြီးမှာတောင်ယုံကြည်မှုလွန်ကဲသွားတဲ့အခါအသိဉာဏ်နဲ့စင်ញင်တုံတရားတွေဘလောက်ထိကွယ်ပြောက်သွားနိုင်လဲဆိုတာကိုအံ့ဩတုန်လှုပ်ဖွယ်ရာမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဒီဖြစ်ပျက်မှာထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုအနေနဲ့အဲ့ဒီခေတ်အခါကအလွန်ရေပန်းစားလူကြိုက်များခဲ့တဲ့ဟောလိဝုဒ်ရုပ်ရှင်ကားကြီးဖြစ်တဲ့ The Exorcist ရဲ့တက်ရောက်မှုတွေကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ် analyst ရဲ့ယောဂအခြေအနေတွေကအဆိုးရွားဆုံးဖြစ်လာနေတဲ့1983ခုနှစ်ဝန်းကျင်အဲ့ဒီနတ်ဆိုးနှင်ထုတ်တဲ့ရုပ်ရှင်ကားကြီးယုံတင်ပြသနေတဲ့အချိန်နဲ့တစ်ထပ်ထဲကြာနေခဲ့ပါတယ်ရုပ်ရှင်တွေကကြောက်မဲ့ဖွယ်မြင်ကွင်းနေနဲ့ဇတ်လန်းတွေဟာအများပြည်သူရဲ့စိတ်ထဲမှာနတ်ဆိုးဝင်ပူးတယ်ဆိုတဲ့အကြောင်းအရာကိုပိုပြီးအာယုံစိုက်လာစေဖို့တွန်းအားပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ် analyst ကိုယ်တိုင်နဲ့သူမရဲ့ပတ်ဝန်းကျင်ကလူတွေဟာဒီရုပ်ရှင်အကြောင်းကြားဘူးနာဝရှိကောင်းရှိနိုင်ပြီးသူမရဲ့မသိစိတ်ထဲကနေရုပ်ရှင်တွေကလက္ခဏာရပ်တွေကိုအတူယူပြီးတရုပ်ပြမိတာမျိုးတွေတောင်ရှိနိုင်တယ်လို့လူမှုဗေဒပညာရှင်တွေကသုံးသပ်ကြပါတယ်မီဒီယာနဲ့လူထုယဉ်ကျေးမှုအမှုပညာတွေဟာလူတစ်ယောက်ရဲ့စိတ်ကြောင်ခြောက်ခြားမှုအပေါ်မှာဘလောက်ထိလွှမ်းမိုးပုံဖော်သွားနိုင်လဲဆိုတာစဉ်းစားစရာဖြစ်ပါတယ်နေ့စဉ်ထိတွေ့နေတဲ့ယဉ်ကျေးမှုရည်စည်းကြောင်းတွေဟာအခါတရံမှာလက်တွေ့ဘဝရဲ့ကြည်ကွဲပွေကံကြမ္မာတွေကိုဖန်တီးပေးတဲ့အရာတွေဖြစ်ပြောင်းလဲသွားနိုင်တာဟာအလွန်ကိုကြောက်စရာကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်ဒီတရားခွင်ပေါ်ပေါက်လာတဲ့အခါမှာလဲဂျာမနီပြည်သူလူထုရဲ့အမြင်တွေဟာနှစ်ချမ်းကွဲသွားတာတွေ့ရပါတယ် liberal ဆန်တဲ့မြို့ပြနေလူဒန်းစားတွေနဲ့ပညာတတ်အတိုင်းအဝိုင်းကတော့ဒါဟာအလေခေတ်ကလူရိုင်းတွေလိုကျင့်သုံးတဲ့အယူသီးမှုတစ်ဖြစ်ပြီးတနာစရာမိန်းကလေးကိုတည်တွင်းပို့ခဲ့တဲ့ဖုံးတော်ကြီးတွေနဲ့မိဘတွေကိုပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်လို့တောင်းဆိုခဲ့ကြပါတယ်တစ်ဖက်မှာတော့ရှီယူဆွဲကက်သလစ်ဘာသာဝင်တွေက analyst ကိုနတ်ဆိုးတွေရန်ကနေကဘာကြီးကိုကယ်တင်ပေးခဲ့တဲ့သူတော်စင်တစ်ပါးလိုအာသာနီတစ်ယောက်လိုကိုးကွယ်ယုံကြည်လာကြပြီးမိဘတွေနဲ့ဖုံးတော်ကြီးတွေကိုလည်းဘာသာရေးလွတ်လပ်ခွင့်တိုက်ပွဲအတွက်တိုက်ပွဲဝင်သူတွေအဖြစ်ရှုမြင်ခဲ့ကြပါတယ်ဒီတရားခွင်ဟာတာမန်မှုခင်းတစ်ခုမဟုတ်တော့ပဲယုံကြည်မှုနဲ့သိပ္ပံပညာဘာသာရေးလွတ်လပ်ခွင့်နဲ့လူအသက်တန်ဖိုးအစရှိတဲ့စန့်ကျင်ဘက်အယူအဆတွေကြားအကြီးမားဆုံးသောယဉ်ကျေးမှုစစ်ပွဲတစ်ခုဖြစ်သမိုင်းမှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်ရှည်လျားတဲ့အပြန်အလှန်ရှောက်လွဲချက်တွေနဲ့တက်တည်ထောက်ထားတွေကိုအသေးအချာစစ်ဆေးကြားနာပြီးတဲ့နောက်မှာတော့1988ခုနှစ်ဧပြီလ19ရက်နေ့မှာအေရှာဖန်ဖတ်မြို့နယ်တရားရုံးကနေဒီကဘာကျော်အမှုကြီးအတွက်အပိသက်အမိန့်ချမှတ်ခဲ့ပါတယ်တရားသူကြီးက analyst ရဲ့မိဘနှစ်ပါးဖြစ်တဲ့ဂျိုးစစ်နဲ့အန်နာအပါအဝင်နတ်ဆိုးနှင်ထုတ်ခြင်းအခမ်းအနားတွေကိုဥဆောင်ခဲ့တဲ့ဘုန်းတော်ကြီးအာနတ်အော့ဘုန်းတော်ကြီးအာနိုရန်တို့၄ဦးလုံးကိုလူသေးမှုကျူးလွန်ကြောင်းပြ
ပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။တရားသူကြီးရဲ့အဓိကသုံးသပ်ချက်ကတော့ဘာသာရေးယုံကြည်ချက်ဟာဘလောက်ပဲနေဆိုင်ပြီးရိုးသားပါစေလူတစ်ယောက်ရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကိုရောက်လာချိန်မှာမဖြစ်မနေလိုအပ်တဲ့စီဝါကုသမှုကိုညှင်းပယ်ခွင့်မရှိဘူးဆိုတဲ့အချက်ပါပဲလူနာဟာစိတ်ယောဂါကြောင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်တော့တဲ့အနေအထားမျိုးမှာအုပ်ထိန်းသူတွေအနေနဲ့အတင်းအကျပ်ဆေးရုံတင်ပြီးအသက်ကယ်တင်ရမယ်ဥပဒေရေးရာတာဝန်ကိုလုံးဝပြစ်ကွက်ခဲ့ကြတယ်လို့တရားရုံးကအခိုင်အမာကောက်ချက်ချခဲ့တာဖြစ်ပါတယ်ပြစ်ဒဏ်ချမှတ်တဲ့နေရာမှာတော့တရားရုံးကအလွန်သတိထားပြီးမျှတတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်နိုင်ဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်တရားလိုရှေ့နေတွေဘက်ကတရားခံတွေကိုထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်ဖို့တောင်းဆိုခဲ့ပေမဲ့တရားသူကြီးကတရားခံ၄ဦးလုံးကိုထောင်ဒဏ်6လစီသာချမှတ်ခဲ့ပြီးအဲ့ဒီထောင်ဒဏ်ကိုလည်းချက်ချင်းကြခံခြင်းမပြုဘဲဆိုင်းငံ့ပြစ်ဒဏ်3နှစ်အဖြစ်ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်ဆိုလိုတာကသူတို့ဟာအမှန်တကယ်ထောင်ထဲမှာနေထိုင်ရမှာမဟုတ်ပဲ3နှစ်အတွင်းနောက်ထပ်ပြစ်မှုမကျူးလွန်ရဘူးဆိုရင်ဒီပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရသွားမှာဖြစ်ပါတယ်ဒါ့အပြင် analyst မိဘနှစ်ပါးကိုတော့သမီးအရင်ကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းပူဆွေးမှုတောကဟာသူတို့အတွက်အလွန်ကြီးမားလုံလောက်တဲ့ပြည်ထန်တစ်ခုဖြစ်နေပြီလို့တရားရုံးကစာနာထောက်ထားတဲ့အနေနဲ့တရားစီတွေပေးဆောင်ရခြင်းကနေပါအထူးကင်းလွတ်ခွင့်ပေးခဲ့ပါတယ်ဒီလိုတက်ညာတဲ့ပြည်ထန်ချမှတ်ခြင်းဟာတရားရုံးအနေနဲ့ဘက်စုံတောင်းစုံကနေအတိအချာစဉ်းစားသုံးသပ်ခဲ့တယ်ဆိုတာကိုပြသနေပါတယ်တရားခံတွေဟာanalyst ကိုတည်စီလိုတဲ့မကောင်းဆိုးဝါးရည်ရွယ်ချက်နဲ့လှုပ်ဆောင်ခဲ့တာမဟုတ်ပဲသူတို့ရဲ့ဘာသာရေးယုံကြည်မှုအရာအမှန်တကယ်ကယ်တင်ခြင်းနဲ့စိတ်နဲ့သာရိုးသားစွာအမှားကျူးလွန်ခဲ့ကြတာဖြစ်တယ်ဆိုတာကိုဥပဒေကအတိအမှတ်ပြုပေးလိုက်တာပါဒါပေမဲ့တစ်ချိန်တည်းမှာပဲပြစ်မှုထင်ရှားတယ်လို့သတ်မှတ်လိုက်ခြင်းအပြင်ဘာသာရေးနဲ့ရိုးရာယုံကြည်မှုတွေကိုအကြောင်းပြပြီးနောက်နောင်မှာလူအသက်ကိုထိခိုက်စေတဲ့လုပ်ရမျိုးတွေကိုဥပဒေကလုံးဝခွင့်လွှတ်ပေးမှာမဟုတ်ဘူးဆိုတဲ့ခိုင်မာပြတ်သားတဲ့သတိပေးချက်တစ်ခုကိုလည်းလူအဖွဲ့အစည်းတရားလုံးကိုပေးပို့လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီဆုံးဖြတ်ဟာဥပဒေရဲ့တင်းကျပ်မှုနဲ့လူသားဆန်တဲ့စာနာနားလည်မှုတို့ကြားမှာအကောင်းမွန်ဆုံးချိန်ခွင်ရှာညှိပေးနိုင်ခဲ့တဲ့သမိုင်းဝင်တရားစီရင်ရေးရဲ့မှတ်တိုင်အဖြစ်ဒီကနေ့တိုင်ကြော်ကြားနေစေဖြစ်ပါတယ်။ Anneliese Michel ရဲ့တရားခွင်ပြီးဆုံးသွားပြီးနောက်မှာတော့ဒီအဖြစ်ဟာဂျာမနီနိုင်ငံတစ်ခုတည်းသာမကပဲကမ္ဘာတစ်ဝန်းလုံးကဘာသာရေးနဲ့စီးပညာနယ်ပယ်တွေအပေါ်ကြီးမားပြင်းထန်တဲ့ကြိတ်ရိုက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။အထူးသဖြင့်ကက်သလစ်အသင်းတော်ဟာပြည်သူလူထုနဲ့မီဒီယာတွေရဲ့ပြင်းထန်တဲ့ဝေဖန်ရှုတ်ချမှုတွေကိုရင်ဆိုင်ခဲ့ရပြီးသူတို့ရဲ့ခက်နောက်ကျနေတဲ့နတ်ဆိုးနှင်ထုတ်ခြင်းလုံထုံးလုံနည်းတွေကိုမဖြစ်မနေပြန်လည်သုံးသပ်ဖို့ဖိအားပေးခံခဲ့ရပါတယ်။ဒီတရားခွင်ကြောင့်ဂျာမနီနိုင်ငံကဂိုင်းအုပ်ဘုန်းတော်ကြီးတွေဟာနောက်ပိုင်းကာလတွေမှာနတ်ဆိုးနှင်ထုတ်ခြင်းအခမ်းအနားတွေအတွက်ခွင့်ပြုချက်ပေးဖို့အလွန်ကိုဝန်လေးသွားခဲ့ကြပြီးနှစ်ပေါင်းများစွာကြာလာတဲ့အထိအလားတူခွင့်ပြုချက်မျိုးထပ်မံချပေးတာမျိုးမရှိသလောက်ရှားပါးသွားခဲ့ပါတယ်။အသင်းတော်ရဲ့ဗဟိုချက်ဖြစ်တဲ့ဗာတီကန်ကတောင်ဒီဖြစ်ရပ်ကိုသင်ခန်းစာယူပြီး1996ခုနှစ်မှာတော့1614ခုနှစ်ကတည်းကအသုံးပြုခဲ့တဲ့နတ်ဆိုးနှင်ထုတ်ခြင်းဆိုင်ရာစီမင်းဟောင်းတွေကိုအကြီးအကျယ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။စီမင်းသစ်တွေအရလူတစ်ယောက်ကိုနတ်ဆိုးပူးနေတယ်လို့မသတ်မှတ်ခင်မှာစိတ်ပညာရှင်တွေစီးပညာရှင်တွေနဲ့တေချာစွာကြိုတင်တိုင်ပင်ဆွေးနွေးရမယ်ဆိုတဲ့အချက်ကိုတိတိကျကျထည့်သွင်းလာခဲ့ပြီးဘာသာရေးနဲ့သိပ္ပံပညာကြားကနယ်နိမိတ်ကိုပုံမူရှင်းလင်းစွာပိုင်းခြားသတ်မှတ်လိုက်တာဖြစ်ပါတယ်။ဥပဒေရေးရာနဲ့စီးပညာနယ်ပယ်တွေမှာလည်းဒီတရားခွင်ဟာအရေးပါတဲ့လမ်းညွှန်မှုအသစ်တွေခြံထားရခဲ့ပါတယ်။လူနာတစ်ယောက်ဟာပြင်းထန်တဲ့စိတ်ယောဂါကြောင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်တဲ့အခြေအနေမျိုးရောက်လာရင်အုပ်ထိန်းသူတွေနဲ့ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ယုံကြည်မှုကိုအကြောင်းပြပြီးစိတ်ကုသခွင့်ကိုပိတ်ပင်လို့မရဘူးဆိုတဲ့ခိုင်မာတဲ့ဥပဒေရေးရာထုံးတမ်းစင်လာတစ်ခုကိုခိုင်မာတိဆောက်နိုင်ခဲ့ပါတယ်။ဆရာဝန်တွေအနေနဲ့လည်းဘာသာရေးအစွဲလန်းကြီးမားတဲ့လူနာတွေနဲ့မိသားစုတွေကိုကုသတဲ့အခါမှာသူတို့ရဲ့ယုံကြည်မှုတွေကိုနားလည်ပေးရင်းနဲ့တစ်ဖက်ကလည်းအသက်အန္တရာယ်မကြုံအောင်ဘယ်လိုကြားဝင်စွတ်ဖက်ရမလဲဆိုတဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုပုံမူသတိပြုလာမိကြပါတယ်။ Anneliese ရဲ့တည်ဆုံးမှုဟာလူ့အဖွဲ့အစည်းတင်းမှာစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့
အသိပညာပေးမှုတွေဘယ်လောက်အထိအရေးတကြီးလိုအပ်နေတယ်ဆိုတာကိုမိမောင်းထိုးပြလိုက်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ကြံရစ်ခဲ့တာဖြစ်ပါတယ်ချုပ်အားဖြင့်သုံးသပ်ရရင် analyst Michel ရဲ့ဖြစ်ပျက်ဟာယုံကြည်မှုလွန်ကဲခြင်းကနေဖန်တီးလိုက်တဲ့အလွန်ကြည်ကွဲပေရာကောင်းတဲ့လူအသက်ဆုံးရှုံးမှုတစ်ခုပဲဖြစ်ပါတယ်သူမဟာတကယ်တော့နတ်ဆိုးတွေရဲ့သားကောင်ဖြစ်ခဲ့ရတာမဟုတ်ပဲခေတ်သစ်စီးပညာနဲ့ကုသလို့ရနိုင်တဲ့အုံနောက်နဲ့အာရုံကြောဆိုင်ရာယောဂါကိုခံစားခဲ့ရတဲ့တာမန်မိန်းကလေးတဦးသာဖြစ်ပါတယ်ဒါပေမဲ့သူမရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ရှေးရိုးဆွဲအယူအဆအုတ်ထင်းသူတွေရဲ့အသိဉာဏ်ကင်းမဲ့တဲ့အကျွင့်မဲ့ယုံကြည်မှုတွေနဲ့ဘာသာရေးအဖွဲ့အစည်းတွေရဲ့အားပေးထောက်ခံမှုတွေပေါင်းစုံသွားတဲ့အခါမှာတော့သူမရဲ့ယောဂါဟာတဘာဝလွန်ကျင်းသားတစ်ခုဖြစ်ပုံဖြစ်ခံရလိုက်ပါတယ်လူသားတွေဟာကိုနားမလည်နိုင်တဲ့ရှင်းမပြနိုင်တဲ့အရာတွေကိုရင်ဆိုင်ရတဲ့အခါမှာသိပ္ပံနည်းကျအဖြေရှာဖို့ထက်မိမိတို့အလွယ်တကူလက်လန်းမီရာယုံကြည်မှုတွေအောက်မှာခိုလုံတတ်ကြတယ်ဆိုတဲ့လူတဘာဝရဲ့အားနည်းချက်ကိုဒီဖြစ်ရပ်ကအထင်ရှားသက်သေပြနေတာဖြစ်ပါတယ်ဒီကဘာကျော်တရားခွင်ကြီးပြီးဆုံးသွားခဲ့တာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ analyst ရဲ့တင်ញိုင်းကူဟာဒီကနေ့တိုင်အောင်အချို့သောဘာသာရေးကိုင်းဆိုင်သူတွေအတွက်ဖျားဖူးသွားရာနေရာတစ်ခုဖြစ်တည်ရှိနေစေဖြစ်ပါတယ်ဒါဟာလူသားတွေရဲ့စိတ်နှလုံးထဲမှာအမြင့်တွယ်နေတဲ့ယုံကြည်မှုတွေကိုသိပ္ပံပညာနဲ့ဥပဒေတွေကလွယ်လွယ်ကူကူဖျောက်ပစ်လို့မရနိုင်ဘူးဆိုတာကိုပြသနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီကြည်ကွဲပွေရာဇလန်းကနေကျွန်တော်တို့ရယူရမယ့်အကြီးဆုံးသင်ခန်းစာကတော့ဘာသာတရားရဲ့အဆုံးအမတွေကိုလေးစားလိုက်နာတာဟာကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပေမဲ့လက်တွေ့ကျတဲ့စင်ញင်တုံတရားနဲ့သိပ္ပံပညာရဲ့အကူအညီတွေကိုလက်လူရှုလိုက်တဲ့အခါမှာတော့အလွန်ဆိုးရွားတဲ့အကျိုးဆက်တွေကိုရင်ဆိုင်ရနိုင်တယ်ဆိုတဲ့အချက်တွေပါပဲလူသားတစ်ယောက်ရဲ့အသက်ရှင်သန်ခွင့်နဲ့ကျန်းမာရေးဟာဘယ်လိုယုံကြည်မှုဘယ်လိုဓလေ့ထုံးစံအောက်မှာမှအပေးအယူလုပ်เสียမလို့တဲ့အမြင်မားဆုံးသောတန်မိုးတစ်ခုဖြစ်တယ်ဆိုတာကို analyst Michel ရဲ့အဖြစ်အပျက်ကသမိုင်းစာမျက်နှာတွေထက်မှာထာဝရသတိပေးနေမှာဖြစ်ပါတယ်ပြီးပါပြီခင်ဗျကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ပုဒ်မှာပြန်ဆုံပါမယ်